Jesus, I surrender, surrender, surrender to your will, to be your hope revealed. Tanzania Serengeti ရွာမှာနေထိုင်တဲ့ကျွန်တော်ရဲ့ဘဝဟာအလှတရားနဲ့ကြမ်းတမ်းမှုတွေရောရှက်နေခဲ့တယ်။စင်ကောမှုများစွာကိုလည်းရင်ဆိုင်ခဲ့ရပြီးအထူးသဖြင့်မတော်တဆမှုတစ်ခုကြောင့်ဆောက်လုပ်ရေးတမဘဝဆွန့်လွတ်ခဲ့ရတယ်။ငွေကြီးရဲ့နည်းနည်းလေးနဲ့မိသားစုကြီးကိုဆောင်ရှောက်ဖို့ဆိုတာမဖြစ်နိုင်တယ်လို့ပါပဲ။ကျွန်တော်တို့ရဲ့တက်ဆုရာရှိကစင်ဆက်မပြတ်စိုက်ပျိုးရေးကိုပြောပြတယ်။အဲ့လိုနဲ့မွေးမြူရေး project ကကျွန်တော်တို့ရွာကိုရောက်လာတယ်။ကျွန်တော်လည်းတကယ်ပါဝင်ချင်ခဲ့တယ်။ကျွန်တော်တို့ရာသီဥတုနဲ့လိုက်ဖက်တော့အထူးမျိုးစိတ်ဖြစ်သည့်စိတ်တကောင်ကိုရရှိခဲ့တယ်။ပြုတ်ဆိုနေချံဝန်းခတ်နေအနာရောဂါမှကင်းဝေးရှည်ရန်ဆောင်ရှောက်နေများကိုလည်းတင်ပြီးခဲ့ကြတယ်။ဤတင်တန်းကနေအကျိုးမြတ်များရရှိခဲ့တယ်။ကျွန်တော်မိသားစုနဲ့လေယာလုံကန်းကိုလုတ်ကင်နေပါတယ်။ကျွန်တော်တင်ယူခဲ့တဲ့ຢာတွေကိုအိမ်နီးချင်းတွေကိုလည်းတင်ပြီးခဲ့တယ်။မျောစာကိုအသုံးပြုနေအခြားရည်စီတည်တန်းသောစိုက်ပျိုးရေးနည်းလမ်းများကိုလည်းတင်ကြားခွင့်ရခဲ့တယ်။အရင်ကထက်အတိနှံထွက်နှုံများပြားလာတယ်ကျွန်တော်ရဲ့ပြောင်းဖူးထွက်နှုံလဲ3ဆပိုများလာတယ်ငပြောတီထောပတ်တီဟင်းတင်းရွက်နဲ့ကော်ဖီကိုလည်းကျွန်တော်စိုက်ပျိုးပါတယ်ကျွန်တော်ရဲ့မိသားစုအတွက်လုံလောက်တည်တာမကပြည်တွင်းစည်းကွက်မှာပြင်အများကြီးရောင်းရပါတယ်ကျွန်တော်ရဲ့အသက်အရွယ်ကြီးလာသည်နဲ့အတိတ်ကဒဏ်ရာတွေကြောင့်ဤစိုက်ပျိုးမှုပုံစံသည်ကျွန်တော်နဲ့အလွန်ပြင်တင်လျော်ပါတယ်ကျွန်တော်တို့ရဲ့တက်ဆုခမ်းမသည်လူထုအတွက်ဘဟုအစည်းအဝေးနေရာဖြစ်ပြီးစာတင်ကျောင်းအတွက်ပါဤခမ်းမကိုအသုံးပြုကြတယ်ကျွန်တော်ဒီလည်းဥက္ကဋ္ဌအဖြစ်ကြီးရွာငွေစုငွေချီအသင်းတွင်တာဝန်ထမ်းဆောင်နေတယ်အပတ်စဉ်တက်ဆုစကားမှာတွေ့ဆုံခဲ့ကြတယ်အခုကျွန်တော်တို့မှာဖွဲ့ဝင်80ဦးဝထိရှိလာတယ်အတူတူချီးငွေတွေရပြီးပတ်စံစုကြပါတယ်ကျွန်တော်တို့ရဲ့အဖွဲ့အမည်မှာမတူမိုင်းနီးဖြစ်ပြီးမျောလင့်ချက်ဟုအဓိပ္ပာယ်ရတယ်တင်ချင်းတတင်နော်ဤအစီအစဉ်ဒီအမတန်ကျူးရှိလာတဲ့ရရဝမ်းကျင်တစ်ခုလုံးအတွက်အနာဂတ်မျှော်လင့်ချက်ရရှိတဲ့ project ထဲဝင်ပြီးနောက်ကျွန်တော်ဒီနောက်ထပ်ဧကဝက်ရှိသည့်မြေတစ်ကွက်ကိုဝယ်ပြီးနွားမျိုးရန်နဲ့အုပ်အိမ်တစ်လုံးဆောက်ရန်ပစ္စည်းများဝယ်ယူနိုင်ခဲ့တယ်ကျွန်တော်အနာဂတ်အတွက်အစီအစဉ်တွေအများကြီးရှိတယ်အဖွဲ့ကိုလည်းတတ်နိုင်တဲ့လောက်ပံ့ပိုးရန်ကျွန်တော်မှာတာဝန်ရှိတယ်ကတင်ချင်းတတင်တော်နေဖြစ်လဲကျွန်တော်ရည်မှန်းချက်များအောင်မြင်ရန်ကူညီပြီးတယ်ရေစီတီတန်သောစိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်လုပ်မှုအပြင်တစားများရှိလူများအားမျှော်လင့်ချက်ပေးနိုင်ခဲ့တယ်။ဤကဲ့သို့သောအစီအစဉ်များသည်ဘဝများစွာကိုပြောင်းလဲရှိတယ်။ဤအရာသည်ကိုကျူးစွန့်အလှငွေအားရက်ရောစွာပြီးချင်းဖြင့်သာဖြစ်လာနိုင်တယ်။ကိုကျူးစွန့်အလှငွေကိုရက်ရောစွာပြီးလှူပါရန်တင်တို့ကိုတိုက်တွန်းချင်ပါတယ်။ကိုကျူးစွန့်အလှငွေကိုပြီးချင်းအပြင်ကျွန်တော်တို့ဒီကဘာတဝမ်းရှိလိုအပ်နေသူများကိုလက်လှမ်းမြင်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘုရားသခင်ကောင်းချီးပေးပါစေ